အားလုံးပဲမင်္ဂလာပါဒီညမှာတော့ Premier League ရဲ့ Basic အသင်းကြီးတွေဖြစ်တဲ့ Chelsea နဲ့ Manchester United ရဲ့ပွဲရှိပါတယ်။ Chelsea ကတော့နီးပြ Leon Rosignol လက်ထက်မှာတော့ရလက်တွေကတော်တော်လေးကိုစိုးဝါးနေတယ်။အရင်နီးပြ Maresca လက်ထက်မှာတော့ဆိုရင်ကလပ်ကပ္ပဖလားတော်ရယူပြီးတော့တော်တော်လေးကိုကောင်းခဲ့တဲ့အသင်းဖြစ်တယ်။လူငယ်ကစားသမားတွေနဲ့ပေါင်းဆက်ပြီးတော့တော်တော်လေးကိုကောင်းတဲ့အသင်းဖြစ်နေတဲ့အချိန်တွေမှာအသင်းရဲ့ပိုင်ရှင်တွေနဲ့အသင်းရဲ့ဘုတ်ဖွဲ့တွေနဲ့နီးပြ Maresca ဝေဖန်မှုတွေရှိခဲ့တဲ့အတွက်နီးပြ Maresca ကိုထုတ်ပယ်လိုက်တယ်။နီးပြ Maresca ကိုထုတ်ပယ်ပြီးတော့ Leon Rosignol ကိုခန့်တယ် Leon Rosignol ရဲ့လက်ထက်မှာတော့ကွင်းတွင်းရောကွင်းပြင်မှာရလက်တွေအရန်ဆိုးဝါးနေပြီးတော့ကစားသမားတွေကအစားဒီနီးပြကိုလည်းမလေးစားတော့ဘူးအသင်းကိုလည်းမလေးစားတော့ဘူးအန်ဆိုဖာနန်တက်တို့ဆိုရင်ဒီအသင်းကိုတော့မှဒီအသင်းပြောင်းမှုတွေဘာဖြစ်တယ်ညာဖြစ်တယ်တော့ထုတ်ပေါ်ပြောလို့တော့မှသူ့ကိုနှစ်ပွဲပြန်ပြစ်ဒဏ်နေတော့မှချမှတ်လိုက်တယ်ဒီပွဲမှာတော့အန်ဆိုကတော့ပြန်ပါလာနိုင်မှုအလားအလာရှိတယ်ချယ်ဆီကဒီရလက်တွေကအရန်ဆိုးဝါးတဲ့အချိန်မှာပြီးခဲ့တဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲကိုကြည့်မယ်ဆိုရင်ယူကာဆယ်ကိုရှုံးတယ်PSG ကိုရှုံးတယ် Everton ကိုလည်းရှုံးတယ်ပေါ့ဘဲဆိုအသင်းကိုပဲသူ7စီးနဲ့နိုင်တယ်ပြီးသွားတဲ့ခါမှာ Man City ကိုလည်း 0-3 နဲ့ရှုံးထားတယ်တော်တော်လေးကိုရလက်တွေစိုးဝါးနေပြီးတော့ Manchester တွေကအောက်ဆုံးအဆင့်ကိုရောက်နေတဲ့အတွက် Chelsea ကအခု Manchester နဲ့ဒီပွဲမှာထပ်ပြီးရှုံးမယ်ဆိုရင်နောက်ရာသီမှာ Champions League ကိုတော့မကစားရတဲ့အနေအထားမျိုးတော့ရှိသွားနိုင်တယ် Europa League ကိုတော့ကစားရမယ်အနေအထားမျိုးတွေဖြစ်သွားနိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဒီအတွက်ကြောင့် Chelsea ကဒီပွဲကိုအားသွန်ကော်ဆိုင်နဲ့အားရင်အပြည့်နဲ့မန်ဒေးအပြည့်နဲ့ကစားနိုင်မယ်လို့ကျွန်တော်မြင်တယ် Manchester United အသင်းကိုကြည့်မယ်ဆိုရင် Manchester United အသင်းကနီးပြအမိုရင်ကိုထုတ်ပြီးတော့နီးပြကာရိုလက်ထက်မှာပုံစံကောင်းတွေပြပြီးတော့ဟုတ်တစ်ခစ်တစ်ခါကဖောက်ကူဆန်လက်ထက်ကကစားဟန်တွေ3မိနစ်မန်ယူရဲ့ကစားဟန်တွေကိုမြင်တွေ့ရတယ်ကစားသမားတွေကစိတ်သက်အပြည့်မန်တယ်အပြည့်နဲ့ကစားတယ်ဒါပေမဲ့ Manchester United မှာအားနည်းချက်ကဘာလဲဆိုတော့ကစားသမားတွေနာနေတာတွေလူအင်အောက်စကွက်တဲ့မတောင်းတင်းတာလေဒီအတွက်အားရလေးတွေတော့အားနည်းချက်တွေရှိတယ်အခုချိန်မှာဆိုရင်ထိုက်ထိုက်တန်တန်နဲ့အဆင့်3နေရာကိုရရှိထားတယ် Manchester United ရဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲကိုကြည့်မယ်ဆိုရင်ပဲလေးကို Manchester United 2-1 နဲ့နိုင်ရ Newcastle တော့ 2-1 နဲ့ရှုံးထားတယ် Aston Villa သူနဲ့အဆင့်3ပြိုင်ပဲဒီAston Villa ကနိုင်သွားမှာဆိုရင် Manchester ရဲ့နေရာအဆင့်3ကိုရောက်ရှိသွားတဲ့နေရာမှာ Manchester United ကပြက်သားသားပဲ Aston Villa ကို3-1 နဲ့နိုင်ထားတယ်ဘုံမောက်ကိုတော့ 2-2 နဲ့တည်ကြပြီးတော့ Leeds ကိုတော့ 1-2 နဲ့ရှုံးထားတယ်ဘုံမောက်ကိုတည်ကြတဲ့နေရာမှာဆိုရင် Arsenal အသင်းဆိုဘုံမောက်ကိုရှုံးသွားတယ်ပေါ့နော်ဒါ Manchester United ကတော့သူ့ရဲ့ man တဲ့အပြည့်ကစားဟန်နဲ့ဘုံမောက်ကိုတော့တည်ရအောင်ကစားထားနိုင်တယ်ဒီနေရာမှာကျွန်တော် Manchester United ကိုတော့ Champions League ဝင်ခွင့်ကိုတော့ရစေချင်တယ်ဘာလို့ဆိုတော့ PSG တို့ဘာလို့ဆိုရင်ကျွန်တော်တို့ဒီ Arsenal Liverpool Man City Chelsea Newcastle ကျွန်တော်တို့ဒီကဘာမှာအကောင်းဆုံးလိအကောင်းဆုံးအသင်းတွေဖြစ်တဲ့အသင်းတွေကိုကြည့်ပြ PSG ကဖိမို့ခေါင်းမို့တွေလုံနေတယ်ဒါ Man U တို့အသင်းကောင်းအသင်းကဒီ Champions League ကိုဝင်ပြီးတော့ Premier League အသင်းတွေကဘာလဲဆိုတာမျိုးပြစေချင်တယ်ဒီလိုကြောင့်ကျွန်တော်ကတော့ Manchester United ကို Champions League လင်ဝင်ခွင့်ကိုတော့ပြန်ပြီးတော့ရစေချင်တယ်ဒီနေရာမှာ Manchester United ကအဆင့်3ကိုရထားတယ်အကျဉ်းလုံးကရှုံးထားတဲ့ပွဲတွေရှိတယ်ဒီ Newcastle ကိုရှုံးတာတို့ဘုံမောက်ကိုတည်ကြတာတို့ Leeds ကိုဒါရှုံးထားတာလို့ဆိုရင်ဒါ Manchester United ကအဆင့်3နေရာကိုသူကမြဲမြံစွာနဲ့ Champions League ဝင်လက်မှတ်ကိုရထားတယ်ဒီအတွက်ကြောင့်သူတို့တွေဒီအရင်အားသွန်ကွန်ဆိုင်တဲ့အဖို့နဲ့မကစားဘူးအားဆိုင်ပြီးတော့မကစားဘူးဒါပေမဲ့အခုလာမဲ့ Chelsea နဲ့ပွဲမှာတော့ basic အသင်းကြီးလည်းဖြစ်တယ်နောက်တစ်ခုကဒီပွဲကိုလာရှုံးမယ်ဆိုရင် Aston Villa ကသူ့ကိုကြော်တက်ပြီးတော့အဆင့်3နေရာကိုလည်းရရှိသွားနိုင်တယ် Chelsea ကလည်းဒီအဆင့်5နေရာကိုဝင်ခွင့်နေရာ Champions League ဝင်ခွင့်နေရာကိုဒီပွဲတာ Chelsea နိုင်လိုက်မှာဆိုရင်ပြန်ပြီးတော့အားကောင်းလာနိုင်တယ်ဒီအတွက်ကြောင့် Man U ကတော့ဒီလိုအဖြစ်မျိုးတော့အဖြစ်ခံမှာမဟုတ်ဘူးကျွန်တော်အမြင်ကတော့ဒီပွဲ Man U ကလည်းအဝေးဝင်းဆိုပေမဲ့အားသွန်ခေါ်ဆိုင်နဲ့ Man U ကလည်းကံမယ်လို့ကျွန်တော်မြင်တယ်ဒီနေရာမှာ Chelsea ကစားသမားတွေကတော်တော်လေးကိုညံ့တဲ့နေရာမှာနောက်တန်းကတော့တော်တော်လေးစိုးဝါးဖြစ်တယ်ပြီးခဲ့တဲ့ပတ် Manchester City နဲ့ပွဲမှာ Ansu Fernandez ဝင်မကစားနိုင်တဲ့အချိန်မှာ Ansu နေရာမှာ Santos ဝင်ကစားတယ် Santos ကဒီပထမအဦးဆုံးပေးလိုက်ရဂိုးဆိုရင်ဒီကောင်းရဲ့ individual အမှားကြောင့်ပေးလိုက်ရတာသူဘေးနားမှာဒီ O'Reilly ကတ်ထားတဲ့ဟာ O'Reilly ကိုသူကတ်ထားရင်းနဲ့ O'Reilly ကသူ့ကိုကြော်ပြီးခေါင်းတိုက်ပြီးဂိုးသွင်းသွားတယ်တော်တော်လေးကို Santos ကတော့နောက်တန်းရဲ့ဟိုခံစစ်နေရာမှာတွေတော်တော်လေးကိုပေါ်စားတယ် defense မပေးတာအနေနဲ့တော်တော်လေးကိုညံ့တယ်ကျွန်တော်ကတော့ဒီပွဲထဲမှာဒီ Ansu Fernandez ပြန်ပါလာပြီဆိုရင်ပွဲစဉ်ကတမျိုးတစ်မျိုးပြောင်းသွားနိုင်တယ်လို့ကျွန်တော်မြင်တယ် Manchester United ကတော့တော်တော်လေးကန်ဆိုးတယ်ပြီးခဲ့တဲ့အပတ်မှာဆိုရင်ဒီ League နဲ့ပွဲမှာဆိုရင် Martinez အနီကတ်နဲ့ထုတ်ခံရတယ်ဒီအနီကတ်ကလည်းကားဘက်လိုဝင်နဲ့ရှင်ပြီးတော့ဘောလုံးရှင်လို့ပြီးတော့ပြုတ်ကျတဲ့အချိန်မှာသူလည်းဆွဲမိဆိုရဆွဲပြီးတော့သပင်ကိုဆွဲမိသွားတယ်ဇမင်းဆွဲမိသွားတဲ့ထိုင်ကဘူရာကြည့်ပြီးတော့အနီကတ်ပြပြီးတော့ဒါထုတ်ပယ်ခဲ့တဲ့အတွက်ဒီပွဲမှာတော့မပါနိုင်ဘူးနောက်ပြီးတော့မက်ခွိုင်းယာလည်းစောဒကိုက်တက်တယ်ဆိုပြီးတော့ဒီပွဲမှာတပွဲပဲပြစ်တယ်ဒီပွဲမှာလည်းမပါနိုင်ဘူးဒီတော့ကြောင့် Manchester United ကပွဲစဉ်မှာဒီနောက်တန်းကိုဘယ်လိုပွဲထွက်လာနိုင်မလဲ Roro နဲ့ဒီ Heaven နဲ့ပဲပွဲထွက်လာနိုင်မယ်လို့ကျွန်တော်မြင်တယ်
ဖူးဘက်ကစားသမားတွေဒီကိုဒါလောမစွာစီလို့ပါလာပြီးတော့ဒီကွင်းလဲမှာဆိုရင်တော့ဒီချယ်ဆီရဲ့ကွင်းလဲကိုကြက်ညက်ခံပြီးတော့ကစားဖို့ဆိုရင်ကျွန်တော်တို့ Casemiro တို့နဲ့ Ugarte နဲ့ကစားမယ်ဒီUgarte နေရာမှာဆိုရင်ကျွန်တော်တို့ကိုဘီမိုင်းတို့ကိုပို့ပြီးတော့ကစားတယ်ပဲကိုဘီမိုင်းတို့ကလည်းအခုမှကြက်ခံကကောင်းလာတဲ့အတွက်ဒီပွဲမှာတော့အရန်နေနဲ့ပါမယ်ဒီ first time အနေနဲ့ပါခြင်းမှာတော့ပါလိမ့်မယ်ဒီဘက်ကကွန်ညာတို့ Sesko တို့အာမတ်တရာလုံးနဲ့ပွဲထွက်လာနိုင်ခြေရှိတယ်ချယ်ဆီကိုကြည့်မယ်ဆိုရင်တော့ချယ်ဆီကတော့ကိုကိုရာတို့ဟာတိုတို့ဖိုဖာနာတို့ဂက်စတိုတို့ပေါ်ထွက်လာတယ်ဒီနောက်တန်းခံမှာဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ကိုကိုရာပဲကိုကိုရာကတော့တော်တော်လေးကိုကောင်းတယ်ဂီတာဖေးမာတွေကကျွန်တော်ဒီကစားသမားကိုကြိုက်တာအာဆင်နယ်ကဒီလိုကစားသမားမျိုးဘာလို့မဝယ်တာလဲတကယ်ကိုဒီ traditional ဖူးဖက်ဖြစ်ပြီးတော့ရှေ့ခံစစ်ကောတိုက်စစ်ကောလိုက်ပါနိုင်စွမ်းရှိတယ်တော်တော်လေးကိုကောင်းတဲ့ကစားသမားဖြစ်တယ်ဒီကိုကိုရာတော့ကျွန်တော်ကြိုက်တယ်ကျန်တဲ့ကစားသမားတွေတော့ကျွန်တော်မကြိုက်ဘူးကွင်းလဲမှာဆိုရင်ကိုင်စီတိုရှိမယ်ကိုင်စီတိုနဲ့ဒီအန်ဆိုဖာနာနဲ့တွဲပြီးတော့ဒီဘက်ကတောင်မန်နေဆိုရင်တော့ပက်ထရိုနက်တိုတို့အက်စထရာဗိုတို့ကိုပါဘာနဲ့တွဲပြီးတော့တိုက်စစ်မှာတော့ဂျာအိုပက်ထရိုနဲ့ကစားမယ်လို့ကျွန်တော်မြင်တယ်ဒီပွဲမှာဆိုရင်နှစ်သင်းမောင်းအနေထားကိုကြည့်မယ်ဆိုရင်နှစ်သင်းလုံးတော့တိုက်စစ်ကိုမြန်ပြီးတော့တိုက်ရအတက်တွေနဲ့ကစားတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ဂိုးကတော့ပေးရမယ်နှစ်သင်းလုံးဂိုးပေးရမယ်လို့မြင်တယ်ဘာလို့ဆိုတော့ Manchester United ရဲ့ first line and defensive ခံစစ်တွေမရှိတဲ့အတွက်ကြောင့်ဂိုးပေးရနိုင်တယ်ချယ်ဆီကလည်းတော်တော်လေးကိုသူ့ရဲ့ခံဆက်ကလည်းတော်တော်ညံ့တဲ့အတွက်နှစ်သင်းမောင်းဂိုးပေးရနိုင်တယ်လို့ကျွန်တော်မြင်တယ်ဒီချိန်မှာဆိုရင်တိုက်စစ်ကတော့နှစ်သင်းလုံးကောင်းတယ်ဒါပေမဲ့အပြောင်းလဲအနေနဲ့အဓိကဆုံးဖြတ်ပေးတာဂိုးသမားတော့ Manchester United ရဲ့ဂိုးသမား Lamans ကတော့ပို့ပြီးတော့စိတ်ချရတယ်စမ်းချက်တဲ့ဆိုင်ဒီအတွက်ကြောင့်ဒီပွဲကတရီနဲ့ပြီးသွားတယ်တရီတော့မှ2-2လို့ဒါမှမဟုတ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ကတော့ Manchester United က2-3နဲ့နိုင်သွားမယ်လို့ကျွန်တော်မျှော်လင့်တယ်ညီကိုတို့ကတော့ဒီပွဲမှာဘယ်လိုပြီးသွားမယ်လို့မြင်လဲညီကိုတို့အမြင်လေးကိုလည်းပြောသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်